Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်15 Pro မလေးဒီလိုပေါ့နော် customer ကကျွန်တော် Android Ardenjo တွေနဲ့ iPhone ကိုလုံးဝသုံးလို့မရပါဘူးเนาะ Android Ardenjo နဲ့တင်ပြီးရတဲ့ကြောင့်မလို့ကျွန်တော်တို့ iPhone 15 Pro မလေး charging IC ပြတ်သွားတဲ့ error လေးပေါ့เนาะဒီကောင်လေးကျွန်တော်တို့ဒီမှာပြင်လို့ရပါတယ်เนาะအဲ့တော့လူချင်းမလို့ကျွန်တော်တို့ Ardenjo သုံးပါဆိုလို့ရှိရင်ဖြစ်နေတက်နိုင်လို့ရှိရင်ပေါ့เนาะ Demoji iPhone တွေအတွက်ကျွန်တော် original Ardenjo များကပြန်နေပြီးတော့မှသုံးတင်ပါเนาะဒါတော့ကျွန်တော် motherboard လေးဖြုတ်ပြီးသွားတဲ့အနေထားလေးပေါ့เนาะmotherboard ကျွန်တော်တို့ဒီချက်စစ်ကြည့်လိုက်တော့ motherboard ကတော့ original Aussie board လေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြုပြင်ရလဲလွယ်ပါတယ်เนาะဆိုတော့ဒီမှာဆိုလို့ရှိရင်ဒါနှစ်ချမ်းခွဲပြီးပါပြီပေါ့เนาะအဲ့တော့လူချင်းမင်းဒီပေါ့เนาะ original board original C အလုံးတွေဆိုလို့ရှိရင်ကျွန်တော်တို့မှာဒီကြပေါက်ပြန်ပြီးတော့ရနိုင်ပါတယ်เนาะပြုပြင်လို့မရဘူးဆိုတာလုံးဝမရှိပါဘူးเนาะဟုတ်ကဲ့ခင်ဗျာဒါကတော့ကျွန်တော်တို့ဒီ IC ပြန်ကပ်ပြီးတော့ကျွန်တော်တို့ cache meter အနေထားလေးပါเนาะလုံးဝတည်တက်ပါတယ်เนาะကဲအခုဆိုရင်တော့ကျွန်တော်တို့15 Pro Max အားမဝင်တဲ့ error လေးကိုကျွန်တော်တို့ပြုပြင်ပေးလိုက်ပါပြီကျွန်တော်ထိတ်မှာပေါ့เนาะအားလေးလဲအသွင်းဆိုင်လေးလဲဝင်သွားပြီပေါ့เนาะအောက်မှာအသွင်းကျိုးလေးလဲထိုးထားပြီပေါ့เนาะအဲ့တော့လူချင်းမင်းတို့ကျွန်တော်တို့ရှိမှာဒီလိုမျိုးအားမဝင်တဲ့ error ပဲဖြစ်ဖြစ်ကျွန်တော်တို့ပေါ့เนาะအသွင်းကျိုးတွေဒီ Android ကျိုးနဲ့ထိုးမိလို့ပြတ်သွားတာပဲဖြစ်ဖြစ်ဘယ်လို error ပဲဖြစ်ဖြစ်ကျွန်တော်တို့မှာ motherboard ပြုပြင်လို့ရပါတယ်ကျေးဇူးများတင်ပါတယ်